ထဲမှာလုံးဝမထားခဲ့တဲ့အရာ၅ခုရှိပါတယ်။ဒီအရာတွေထဲကတစ်ခုခုကပြဿနာကြီးကြီးမားမားကိုဖြစ်စေနိုင်ပြီးဒီဗီဒီယိုကိုမကြည့်ရသေးဘူးဆိုရင်အခုချိန်ထိသင်ကားထဲမှာအဲ့ဒီပစ္စည်းတွေရှိနေနိုင်ပါသေးတယ်။ပထမတစ်ခုကတော့မီးချစ်တွေပဲဖြစ်ပါတယ်။နွေရာသီမှာကားအတွင်းပိုင်းအပူချိန်က Celsius 80 ဒီဂရီအထိတက်သွားနိုင်ပါတယ်။ဒီလိုအခြေအနေမှာမီးချစ်တွေကပေါက်ကွဲသွားနိုင်ပါတယ်။ဒါကြောင့်ကားထဲကနေအခုချက်ချင်းဖယ်ရှားလိုက်ပါ။ဒုတိယတစ်ခုကတော့ရေမွှေးနဲ့အနံ့ဖြန်ဘူးတွေပဲဖြစ်ပါတယ်။အဲ့ဒီဘူးတွေထဲမှာမီးလောင်လွယ်တဲ့အရည်တွေပါဝင်ပါတယ်။ကားထဲကပြင်းထန်တဲ့အပူချိန်ကြောင့်အဲ့ဒီအရာတွေကနေမီးအကြီးအကျယ်လောင်ကျွမ်းသွားနိုင်ပါတယ်။အန်ဒီရဲ့အဖြစ်မခံပါနဲ့။တတိယတစ်ခုကတော့မျက်မှန်တွေပဲဖြစ်ပါတယ်။လူအတော်များများကမျက်မှန်တွေကိုကားရှေ့ခန်းမှာထားလိရှိကြပြီးဒါဟာအရန်ကြီးမားတဲ့အမှားတစ်ခုပါပဲ။မှန်ဘလူးကိုဖြတ်တန်းလာတဲ့နီရောင်ကြီးကမှန်ဘလူးအချက်လိုမျိုးအပူချင်းကိုတနေရာထဲမှာစုပြုံသွားစီပြီးမီးစတင်လောင်ကျွမ်းစေနိုင်ပါတယ်။ဒါကြောင့်ကားထဲမှာမထားပါနဲ့။စတုထတစ်ခုကတော့အိတ်ဆောင်အားသွင်းကိရိယာတွေပဲဖြစ်ပါတယ်။အပူရှင်နဲ့လီသီယမ်ဘက်ထရီတွေပေါင်းဆက်သွားတဲ့အခါအန်ဒီရရှိလာပါတယ်။အဲ့ဒါတွေကအပူလွန်ကဲတာဖောင်းကားလာတာဒါမှမဟုတ်ပောက်ကွဲတာမျိုးတော့ဖြစ်သွားနိုင်ပါတယ်။ဒါတွေကိုအချိန်တိုင်းကားထဲမှာမထားပဲဖယ်ရှားထားပါ။ကားမောင်းတတ်တဲ့တင့်တငယ်ချင်းတွေစီကိုဒီအကြောင်းအရာလေးတေချာပေါက်မျှဝေပေးလိုက်ပါ။ကားမောင်းနေရင်ရုတ်တရက်ဘရိတ်ပေါက်သွားရင်ဘာလုပ်သင့်တယ်လဲ။တချို့ကအရှိန်လျော့သွားအောင်ဘေးကအတားအဆီးတွေကိုပုတ်တိုက်ပြီးရပ်ဖို့ပြောကြတယ်။ဒါဟာမှားယွင်းပြီးအရန်အန်ဒီရဲ့များသလိုအတားအဆီးတွေကိုပြင်ဆင်ရတဲ့စရိတ်လည်းအများကြီးကုန်ကြနိုင်တယ်။တချို့ကကြတော့ကားတကားကိုဖွင့်ပြီးခုံချဖို့ပြောကြပြန်တယ်။ဒါလည်းမှားတာပါပဲ။ဒီလိုလုပ်တာကပိုပြီးတော့တောင်အန်ဒီရဲ့များသေးတယ်။တချို့ကြတော့လေလက်ဘရိတ်ကိုအဆုံးထိဆွဲတင်လိုက်ဖို့ပြောကြတယ်။ဒါဟာလည်းမှားပါတယ်။ဒီလိုလုပ်တာကပိုပြီးတော့တောင်မှားယွင်းနေပြီးကားကိုချက်ချင်းတိမ်မောက်သွားစေနိုင်တယ်။ဒါဆိုရင်ဘရိတ်ပေါက်သွားတဲ့အချိန်မှာအမှန်ကန်ဆုံးဖြည့်ရှင်းနည်းကဘာဖြစ်မလဲဒီကနေ့ပြောပြပြီးသွားမယ်ပထမဆုံးအနေနဲ့အရေးပေါ်အချက်ပြမီးကိုဖွင့်ရမယ်ဒါမှကိုကားမှာပြဿနာတစ်ခုခုဖြစ်နေတယ်ဆိုတာကိုအနောက်ကကားသိနိုင်မှာဖြစ်တယ်လက်တစ်ဖက်ကကားလက်ကင်ဘိန်းကိုတင်းတင်းကြပ်ကြပ်စုပ်ကင်ထားရမယ်ဒါကကားလမ်းကြောင်းလွဲချော်ပြီးထွက်မသွားအောင်ကာကွယ်ပေးဖို့ဖြစ်တယ်နောက်လက်တစ်ဖက်ကလက်ဘရိတ်ခလုတ်ကိုနှိပ်ပြီးဆွဲတင်လိုက်ပြန်ချလိုက်ဆွဲတင်လိုက်ပြန်ချလိုက်ဆွဲတင်လိုက်ပြန်ချလိုက်လုပ်ပြရမယ်ဒါဟာဘရိတ်ဖန်နေပုံစံကိုအတူယူပြီးလှုပ်ဆောင်တာဖြစ်တယ်။အကြီးကိုရုတ်တရက်ရပ်ပစ်လိုက်တာမျိုးမဟုတ်ပဲကားကတီတီငင်ငင်နဲ့ရပ်တန့်သွားမှာဖြစ်တယ်။ဒီဘဟုတုတကလက်တွေ့မှာအရန်အသုံးဝင်နေမဟုတ်လား။ကားတွေအကြောင်းသိနာလေတဲ့တငယ်ချင်းတယောက်ရအောင်ဆက်ပြီးစောင့်ကြည့်အားပေးကြပါဦး။